မင်္ဂလာပါရှင်ရခိုင်ပြည်တွင်ထူးခြားသတင်းတွေကို Western News ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မဖီကီပါဒီတစ်ပတ်မှာတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်တောင်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်အရတားထိခိုက်သေးဆုံးမှုတွေရှိနေတဲ့သတင်းရခိုင်ပြည်နယ်တွင်းကရေတန့်ဆက်ရုံအများစုဟာစံချိန်မမီဘူးလို့အာရခပြည်သူ့ကျန်းမာရေးဌာနကပြောဆိုလိုက်တဲ့သတင်းရခိုင်ကကုန်သည်တွေကုန်နေထုံမရောက်မဲဈေးကွက်ကိုချုပ်ကင်မှုစ조사နေတဲ့စတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်အတွင်းကရေတန့်ထုတ်လုပ်တဲ့စက်ရုံတွေကိုအာရခပြည်သူ့ကျန်းမာရေးဌာနရဲ့အစားအသောက်နဲ့စေဝါကွပ်ကဲရေးဌာနခွဲ FDA ကမေလကုန်ပိုင်းကကွင်းစင်းစစ်ဆေးခဲ့ရမှာစက်ရုံအများစုဟာရေတန့်ထုတ်လုပ်ဖို့စံမမီဘူးလို့ပြောဆိုထားပါတယ်လက်ရှိရခိုင်ပြည်နယ်အတွင်းမှာရေတန့်ထုတ်လုပ်နေတဲ့စက်ရုံပေါင်း46ရုံအထိရှိပြီးအဲ့ဒီထက်ကစက်ရုံ8ရုံပဲရေတန့်ထုတ်လုပ်နိုင်တဲ့စံချိန်မီကြောင်းတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီစက်ရုံတွေကတော့ကြောက်တော်မြို့နယ်က2ရုံ၊မြောက်ဦးမြို့နယ်က2ရုံ၊မောင်တောမြို့နယ်က1ရုံနဲ့ရသေ့တောင်မြို့နယ်က1ရုံ၊တောင်ကုန်းမြို့နယ်က2ရုံတို့ဖြစ်ပါတယ်။ကျန်တဲ့စံချိန်မမီတဲ့စက်ရုံ38ရုံကိုတော့ပြန်လည်ပြင်ဆင်မှုအချိန်6လပေးထားသလိုတမကာလာအတွင်းပြင်ဆင်တာတွေလှုပ်ဆောင်ပြီးပါကဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ FDA ကဆိုထားပါတယ်။အခုလိုစက်ရုံအများစုစံချိန်မမီရတာကပြီးခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီ FDA ဌာနအနေနဲ့ထောက်ခံချက်ပေးထားတဲ့ပုံစံမျိုးနဲ့သာစက်ရုံတွေကိုကြီးကြပ်ခဲ့တာဖြစ်ပြီးကွင်းစင်းစစ်ဆေးဆောင်ရွက်တာတွေမလုပ်ခဲ့တာကြောင့်ဖြစ်တယ်လို့အာရခပြည်သူ့ကျန်းမာရေးဌာနကပြောဆိုထားပါတယ်။ဒါအပြင်ထုတ်လုပ်သူတွေအနေနဲ့စံချိန်မီတဲ့ရေတန့်တွေကိုထုတ်လုပ်နိုင်ဖို့ထက်အရေးအတွက်များများထုတ်လုပ်နိုင်ဖို့ကိုသာဦးစားပေးပြီးဈေးကွက်ကိုချက်ထွင်ဖို့တိုးမြင့်လှုပ်ဆောင်နေတာကြောင့်လို့လည်း FDA ကဆိုထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်ပြန်လည်တည်ဆောက်ရေးမှာတက်ညီလက်ညီပူးပေါင်းပါဝင်ကြဖို့မောင်နှောခရိုင်တက္ကမလူမျိုးစုကော်မတီကတိုက်တွန်းထားပါတယ်ရခိုင်ပြည်ပြန်လည်တည်ဆောက်ရေးမှာတက္ကမတိုင်းနဲ့လူမျိုးများအပါအဝင်ရခိုင်ဒေသမှာနေထိုင်ကြတဲ့သူတွေအားလုံးစိတ်ဝမ်းမကွဲပဲတက်ညီလက်ညီပူးပေါင်းပါဝင်ကြဖို့ပြီးခဲ့တဲ့မေလ31ရက်နေ့မှာမောင်နှောခရိုင်တက္ကမလူမျိုးစုရေးရာကော်မတီကတိုက်တွန်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ23ရက်နေ့ကမောင်တော်မြို့နယ်တင်မောလကျေးရွာမှာစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံရွာသားတွေကြားသဘောထားကွဲလွဲပြီးနှစ်ဖက်တင်းမာမှုတွေဖြစ်ပွားခဲ့ကြတာလည်းဖြစ်ပါတယ်။အာရခတပ်တော် AA ရဲ့အောက်ခြေတပ်ဖွဲ့ဝင်တချို့ဟာအရေးပေါ်စစ်မှုထမ်းခေါ်ယူတဲ့အခါလုံထုံးလုံနည်းတွေကိုကြော်လွန်ပြီးတော့ချင်းချောက်တာတွေသတိပေးတနက်ပြစ်ဖောက်တာတွေနဲ့ကန့်ကွက်သူတွေကိုဖမ်းဆီးထိန်းသိမ်းတာတွေလှုပ်ဆောင်ခဲ့တယ်လို့တက္ကမဒိုင်းနဲ့လူမှုအဖွဲ့အစည်း12ခုကပူးရဲထုတ်ပြန်ခဲ့ကြတာလည်းဖြစ်ပါတယ်။အာရခတပ်တော် AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကတော့စစ်မှုထမ်းစနစ်နဲ့ပတ်သက်ပြီးဒေသခံတွေကိုတွားရောက်ရှင်းလင်းတဲ့အခါမှာနားလည်မှုတွေလွဲမှားပြီးတော့ရွာသားတချို့ကဒုတ်ဓားတွေနဲ့လူစုလူဝေးပြုလုပ်ပြီးစုပူအောင်ကြဖို့စ조사ခဲ့တာကြောင့်ဥဆောင်သူတချို့ကိုခေါ်ယူထိန်းသိမ်းခဲ့ရတာဖြစ်တယ်လို့တုံ့ပြန်ပြောဆိုထားတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ ULA ကတာဝန်ရှိသူတွေနဲ့တင်မောလရွာသားတွေကြားမှာအဆင်ပြေအောင်ဖြည့်ရှင်းပေးနေတာကြောင့်လောလောဆယ်ရွာရဲ့အခြေအနေကပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးတည်တည်ငြိမ်ငြိမ်ရှိနေပြီလို့မောင်နှောခရိုင်တက္ကမလူမျိုးစုရေးရာကော်မတီကပြောဆိုထားပါတယ်။တက္ကမတိုင်းနဲ့လူမျိုးအပါအဝင်အာရခဒေတာထဲမှာနေထိုင်ကြတဲ့လူမျိုးစုအလုံးအနေနဲ့တော်လိုင်းအပိသက်အောင်ပွဲရဖို့နဲ့တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကဏ္ဍအသီးသီးမှာတက်တက်ကြွကြွပါဝင်ဆောင်ရွက်ကြဖို့မောင်နှောခရိုင်တက္ကမလူမျိုးစုရေးရာကော်မတီကတိုက်တွန်းထားပါတယ်။ရခိုင်ကကုန်သည်တွေကုန်စည်တွေကိုထုံမရောက်မဲဈေးကွက်ကိုချုပ်ကင်မှုစ조사နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသတင်းကို Western News သတင်းတော်တို့ကပေးပို့ထားပါတယ်။ရခိုင်ပြည်နယ်အတွင်းကိုမကွေးချင်းလန်းကျောင်းကနေဝင်လာတဲ့ကုန်ပစ္စည်းတွေကိုရခိုင်ကုန်သည်တွေနဲ့ဈေးဆိုင်တွေကအပြင်ကိုထုံမရောင်းကြသေးပဲဈေးတက်မဲ့အချိန်ကိုစောင့်နေကြတယ်လို့ဒေသခံတွေစီကသိရပါတယ်။မကွေးနဲ့ချင်းပြည်နယ်အဆက်ကံပတ်လက်စောဒေသတို့မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်တွေကြားတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတာကြောင့်မကွေးချင်းရခိုင်ကုန်စည်လမ်းကြောင်းကပြတ်တောက်သွားတာပါ။လမ်းကြောင်းမပိတ်ခင်ကတည်းကရခိုင်ပြည်ထဲကိုရှောင်နေတဲ့ပြည်မဘက်ကကုန်ပစ္စည်းတွေကိုရောင်းချတာမျိုးလက်ရှိမှာရပ်တန့်ထားကြပြီးဈေးကွက်အလွန်မင်းမြင့်တက်လာတဲ့အချိန်ကိုစောင့်ဆိုင်းနေကြတယ်လို့ကုန်စည်တိုးလောင်ထားတဲ့ကုန်သည်တယောက်ကအခုလိုပြောပါတယ်။
အခုပြည်မဘက်ကကုန်ပစ္စည်းတွေချလို့မရဘူးဆိုတော့ရှိနေတဲ့ကုန်ပစ္စည်းတွေကိုလည်းထုတ်မရောင်းဖြစ်ဘူးစောဘက်ကနေကုန်သွဲလို့မရတော့ဘူးလမ်းကြောင်းကပိတ်သွားပြီးကုန်ပစ္စည်းကင်ထားကြတဲ့သူတွေကလည်းထုတ်မရောင်းကြတော့ဘူးရောင်းရင်လည်းနည်းနည်းလေးပဲထုတ်ရောင်းကြတယ်ဈေးတက်ကိုစောင့်နေကြတယ်လို့ပြောရမှာပေါ့နော်အမကွေးတောင်ကုတ်ပဲခူးနဲ့ကွာ AR လမ်းကြောင်းတွေပိတ်ဆို့ခံထားရပြီးကြတဲ့ကရခိုင်ပြည်ရဲ့ကုန်သွယ်ရေးဟာမကွေးချင်းလန်းကြောင်းနဲ့အိန္ဒိယပလက်ဝလမ်းကြောင်းတို့ကိုအဓိကအားကိုးခဲ့ရတာပါဒါပေမဲ့လက်ရှိမှာမကွေးချင်းလန်းကြောင်းကဖြတ်တောက်ခံထားရတဲ့အတွက်အိန္ဒိယပလက်ဝလမ်းကြောင်းကိုနောက်ဆုံးအားထားရအနေနဲ့အသုံးပြုနေရတယ်လို့ကုန်သည်တွေစီကသိရပါတယ်အိန္ဒိယဘက်ကဝင်လာတဲ့ကုန်ပစ္စည်းတွေထက်ပြည်မဘက်ကလာတဲ့ကုန်ပစ္စည်းတွေကိုလူကြိုက်များတဲ့အတွက်ရခိုင်ပြည်နယ်အထဲမှာကုန်ပစ္စည်းတိုးလောင်မှုတွေကမြင့်တက်လာတာဖြစ်ပါတယ်ကုန်သည်တွေနဲ့ဈေးဆိုင်တွေအနေနဲ့ဈေးမကစားနိုင်အောင်သက်ဆိုင်ရာအာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဘက်ကကြက်မှတ်ပေးဖို့လိုအပ်တယ်လို့လည်းဒေသခံတွေကထောက်ပြနေကြပါတယ်။လက်ရှိမှာတော့ပြည်မဘက်ကလာတဲ့ကုန်ပစ္စည်းတွေထဲကအဝတ်တွေဟာမူလဈေးထက်ကျပ်3000ကနေ9000အထိမြင့်တက်နေပြီးလျှက်စစ်ပစ္စည်းတွေဆိုရင်လည်းကျပ်1000ခန်းကနေသိန်းခန်းအထိမြင့်တက်နေတယ်လို့သိရပါတယ်။အိန္ဒိယဘက်ကဝင်တဲ့ကုန်ပစ္စည်းတွေဟာရခိုင်ဒေသရင်းနဲ့ကိုက်ညီမှုမရှိတာကြောင့်ပြည်မလမ်းကြောင်းဖြစ်တဲ့မကွေးချင်းလန်းကြောင်းကိုအကြကြီးပိတ်ထားမှကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။ကလဒန်မြစ်ကြောင်းစီမံကိန်းနဲ့အိန္ဒိယမြန်မာထိုင်းအဝေးပြေးလမ်းမကြီးအပြီးသက်ဖို့အနီးကပ်ပူးပေါင်းရေးအိန္ဒိယနဲ့စစ်ကောင်စီသဘောတူလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသနဲ့အရှေ့တောင်အာရှနိုင်ငံတွေကိုချိတ်ဆက်ပေးမဲ့အိန္ဒိယမြန်မာထိုင်း၃နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းအမြဲဆုံးပြီးစီးနိုင်ဖို့အတွက်အိန္ဒိယအစိုးရနဲ့စစ်ကောင်စီတို့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားကြဖို့သဘောတူလိုက်ကြပါတယ်။လက်ရှိအိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့စစ်ကောင်စီဥက္ကဋ္ဌဟာအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့တွေ့ဆုံခဲ့ပြီးနောက်ဒီကနေ့ဇွန်လ2ရက်နေ့မှာပူးရဲကြေညာချက်တစ်စောင်ထုတ်ပြန်ရမှာဒီအချက်ကိုထည့်သွင်းပြောကြားခဲ့တာပါအာဆီယံနိုင်ငံတွေကိုချိတ်ဆက်ပေးမဲ့ဒီ၃နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းအပြင်အိန္ဒိယနဲ့ရခိုင်ပြည်နယ်ကိုချိတ်ဆက်ပေးမဲ့စစ်တွေမျိုးအခြေဆိုင်ကလဒန်ဘတ်စုံသုံးဖြတ်တန်းတည်ယူပို့ဆောင်ရေးစီမံကိန်းကိုလည်းအနီးကပ်ပူးပေါင်းဆောင်ရွက်သွားဖို့နှစ်ဖက်စလုံးသဘောတူညီခဲ့ကြတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကထုတ်ပြန်ရမှာတော့အိန္ဒိယဝန်ကြီးချုပ်ကလမ်းပန်းဆက်သွယ်ရေးပိုကောင်းလာရင်ဒေသရင်းမှာအပြန်အလှန်အကျိုးရှိမဲ့စီးပွားရေးချိတ်ဆက်မှုတွေနဲ့နှစ်နိုင်ငံလုံးစီပင်ထွန်းကားလာမှာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းကလဒန်စီမံကိန်း area ထဲမှာပါဝင်တဲ့နယ်မြေအများစုဟာအရခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာတွေမှာရှိတာကြောင့်စီမံကိန်းပြည်စည်းအောင်အကောင့်ထဲပေါ်ဖို့ဆိုရင်အာရခတပ်တော် AA ကိုလည်းထည့်သွင်းဖို့လိုအပ်တယ်လို့နိုင်ငံရေးသုံးသပ်သူတွေကပြောဆိုနေကြပါတယ်။ရခိုင်ပြည်နယ်ကစစ်ဘေးဒုက္ခသည်စခန်းမှာနေထိုင်နေကြတဲ့ကလေးတွေပညာသင်ကြားဖို့ငွေကြေးခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသတင်းကို Western News သတင်းတော်တို့ကပေးပို့ထားပါတယ်။ရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့2023ခုနှစ်အကြမ်းဖက်စစ်ကောင်စီနဲ့အာရခတပ်တော် AA ကြားတကြောပြန်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းကစလို့ရခိုင်ပညာရေးလုပ်ငန်းစဉ်တွေရပ်တန့်သွားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ AA ထိန်းချုပ်နယ်မြေတွေမှာပညာရေးလုပ်ငန်းစဉ်တွေကိုကိုထူကိုထစနစ်တွေနဲ့သင်ကြားနေတာရှိသလိုအာရခတပ်တော် AA ဘက်ကလည်းစာသင်ကျောင်းတွေဖွင့်လှစ်ပြီးသင်ကြားပေးနေတာလည်းဖြစ်ပါတယ်။အဲ့ဒီထဲကလင်းအောင်ကြီးဖောင်ဒေးရှင်းကတော့ပုံနာကျွန်းနဲ့ရသေးတောင်မြို့နယ်တွေမှာရှိတဲ့စစ်ဘေးဒုက္ခသည်စခန်းကကလေးတွေကိုပြီးခဲ့တဲ့2024ခုနှစ်ကစပြီးအခမဲ့ပညာသင်ကြားပေးနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာစစ်ဘေးဒုက္ခသည်စခန်းကကျောင်းသားကျောင်းသူ1000ကျော်လောက်ကိုအခမဲ့ပညာသင်ကြားပေးခဲ့တယ်လို့လင်းအောင်ကြီးဖောင်ဒေးရှင်းရဲ့ဒါရိုက်တာကိုမောင်နှင်းအေးကပြောပါတယ်။ဒီစစ်ရှောင်းကျွန်တော်တို့ကျောင်းသူကျောင်းသားတွေ1000ကျော်ပေါ့နော်။နောက်ပြီးတော့ဒီမှာဆရာဆရာမတွေ100ကျော်အဲ့ဒါတွေကိုကျွန်တော်တို့ဒီစာသင်နှစ်တစ်နှစ်ပုံပြီးကျွန်တော်တို့သွားတဲ့အခါကျွန်တော်တို့ကသိန်းပြီးတော့1300ကျော်မှာကျွန်တော်တို့ရှိတယ်ခင်ဗျ။ဒီကျွန်တော်တို့ဒီဘာတော့ကလည်းဒီနေ့ပေါ့နော်ဒီပြီးခဲ့တဲ့ပြီးတော့ကျွန်တော်တို့ဒီပညာသင်နှစ်ပေါ့2025 2026ပေါ့နော်ပညာသင်နှစ်ကလည်းကျွန်တော်တို့ဒီပြီးတဲ့အခါကျွန်တော်တို့ကဘယ်လာရေးနေရှင်တဲ့တခုကျွန်တော်တို့ထုတ်ရတာရှိတယ်ခင်ဗျ။အဲ့ဒါဆိုရင်ကျွန်တော်တို့ဟိုပေါ့နော်3300အဲ့ဒီပတ်ဝန်းကျင်မှာပဲ
လင်းအောင်ကြီးဖောင်ဒေးရှင်းအနေနဲ့ပြီးခဲ့တဲ့နှစ်တွေမှာကျောင်းသားကျောင်းသူ1000လောက်သာအခမဲ့သင်ကြားပေးနိုင်ခဲ့ပေမဲ့အခုနှစ်မှာတော့စစ်ဘေးဒုက္ခသည်စခန်းကကျောင်းသားကျောင်းသူ2000လောက်အထိတိုးမြင့်ပညာသင်ကြားပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်ပြီးတော့ကျွန်တော်တို့ဒီနေ့မှာပေါ့နော်ကမ်ပိန်းမှာကျွန်တော်တို့ကတိုင်းနေပြီးတော့2500ဆိုတာကပေါ့နော်ကျောင်းသားဥယျာဉ်ကလည်းကျွန်တော်တို့တိုးလာတယ်လေပေါ့နော်စာသင်ကျောင်းတွေပြန်ပြီးတော့အစ်စ်ပြန်ပြီးတော့ဆောက်မယ့်အားတွေရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ကိုနှစ်ကကျွန်တော်တို့ဒီကလေးတွေကိုကျွန်တော်တို့ဖြစ်စေပေးဖို့ကျွန်တော်တို့လိုအပ်ပေါ့နော်လိုအပ်ခဲ့တဲ့အားတွေပေါ့နော်အဲ့ဒီအားတွေကိုလည်းကျွန်တော်တို့ပို့ပြီးတော့ခွန်အောင်ကျွန်တော်တို့ကတော့ဖြစ်စေနေပေးရှင်တဲ့တဘောတွေလည်းပါတယ်မြတ်အဲ့တော့ဆိုတော့ကျွန်တော်တို့ဒီကျမ်းမာရေးနေပြီးတော့ကဏ္ဍတွေနောက်ပြီးတော့ဒီတချို့နေပြီးတော့ပေါ်ရီကိုနေပြီးတော့ပေါ့နော်ရှူတင်တွေနဲ့ကလေးတွေရှိတယ်အဲ့ဒီကလေးတွေတော့ကျွန်တော်တို့နေပြီးတော့ပညာတင်စရိတ်ပညာလေးနဲ့အခမဲ့တင်ကြားပေးတဲ့အပြင်ပေါ့နော်သူတို့အတွက်နေပြီးတော့ဒီဝမ်းစာနေပြီးတော့ပုံရေးအတွက်လေအဲ့လိုမျိုးထောက်ပံ့ပေးမယ့်ဟာတွေအဲ့ဒီအစီအစဉ်မှာကျွန်တော်တို့ကတော့လုပ်ထားတယ်ခင်ဗျဒါပေမဲ့လည်းလက်ရှိမှာတော့ငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရသလိုရခိုင်ပြည်သူတွေအနေနဲ့လည်းကလေးတွေပညာသင်ကြားနိုင်အောင်ဝိုင်းဝန်းကူညီပေးကြဖို့ကိုမောင်နှင်းအေးကပြောပါတယ်ဒီတကယ်ကျွန်တော်တို့အတွက်ပို့ပြီးတော့အခက်အခဲဖြစ်တာကတော့ဒီထောက်တာကတော့ဒီငွေကြေးဘက်မှာပဲကျွန်တော်တို့ကတော့ပြီးတော့ထောက်တာဘယ်လိုပြောမလဲဆိုတော့အဲ့ဒါကကျွန်တော်တို့ကဒီ formal education ကိုသွားတယ်ကျွန်တော်တို့ကတလောက်ကိုကျွန်တော်တို့ကနေပြီးတော့ဒီလိုကတော့ပုံမှန်နေပြီးတော့ထွက်နေပြီးတော့ရှိရဗျာပြီးတော့ကျွန်တော်တို့မှာတော့ပုံမှန်နေပြီးတော့ဝင်ငွေကတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သွားနေတဲ့ပုံစံကကျွန်တော်တို့ကတလောက်ကိုကျွန်တော်တို့သိနေရဆိုရင်နေရအဲ့ဒီလိုပုံမှန်ပဲနေနာပေါ့ဖြစ်နေတာပေါ့ခွန်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာတကယ်ဖုံးဖန်တွေပါတယ်ပေါ့ကျွန်တော်တို့ကလည်းမြေတဲ့လူတွေလူရှင်တွေမရှိဘူးလေအဲ့ဒါကတော့ကျွန်တော်တို့တော့ပို့ပြီးတော့စင်ခေါ်မှုပေါ့နော်ဒါအပြင်ရခိုင်ပြည်နယ်ကအေးထိန်ချုံနယ်မြေတွေဟာမကြာခဏဆိုသလိုအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းပုံကျဲမှုအန်ဒီရယ်တွေနဲ့ရင်ဆိုင်နေရတဲ့ဒေသတစ်ခုဖြစ်သလိုစာသင်ကျောင်းတွေကိုအဓိကပြစ်မှတ်ထားလေကြောင်းပုံကျဲခံရတာကြောင့်ကျောင်းသားကျောင်းသူတွေရဲ့လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေလည်းရှိနေတယ်လို့သူကဆက်ပြောပါတယ်ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့အစီရင်ခံစာတွေအရရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံမှာပညာရေးဆိုင်ရာအရေးပေါ်အခြေအနေအဆိုးဝါးဆုံးကြုံတွေ့နေရတဲ့ဒေသတစ်ခုဖြစ်သလိုပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ကျောင်းသားကျောင်းသူ3သိန်းအထိရှိနေတယ်လို့ဖော်ပြထားကြပါတယ်။အာရခတတော်အေဘက်ကတော့သူတို့ထိန်းချုပ်နယ်မြေတွေမှာအာရခပြည်သူ့ပညာရေးအစီအစဉ်နဲ့ကျောင်းတွေဖွင့်လှစ်သင်ကြားပေးနေတာရှိသလိုလင်းအောင်ကြီးဖောင်ဒေးရှင်းတို့လိုအရပ်ဘက်အဖွဲ့တွေရဲ့ပညာရေးလုပ်ငန်းတွေမှာလည်းကူညီပေးနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာလည်းအာရခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အခြေခံပညာကျောင်းတွေမှာတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူဦးရေသိန်းနဲ့ချီရှိနေပြီးစာသင်ကျောင်းထောင်ပေါင်းများစွာကိုပြန်လည်ပတ်နိုင်ဖို့စ조사နေတယ်လို့လည်းအာရခတပ်တော် AA ကပြောဆိုထားပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်တောင်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေရှိနေတာကြောင့်အရပ်သားထိခိုက်ဒေဆုံးမှုတွေရှိနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိစစ်ကောင်စီနဲ့အာရခတပ်တော် AA ကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်အပါအဝင်ရခိုင်တောင်ပိုင်းကတောင်ကုတ်တန်တွဲရံပြဲစတဲ့မြို့နယ်တွေကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေနေ့တိုင်းဆိုသလိုဘုံကျဲနေတာကြောင့်အရပ်သားထိခိုက်ဒေဆုံးတာတွေလည်းရှိနေပါတယ်။ပြီးခဲ့တဲ့ဇွန်လ1ရက်နေ့ကလည်းရန်ဘဲနဲ့တောင်ကုန်းမြို့နယ်တွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ဘေးရှောင်2ဦးသေဆုံးပြီး9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2လတာကာလအတွင်းစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အရပ်သားသေဆုံးသူ9ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ48ဦးထိရှိခဲ့တယ်လို့အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Arakan Responder for Agency ARE ရဲ့ဇွန်လ1ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။ရခိုင်ပြည်တွင်ထူးခြားသတင်းတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင် Western News ရဲ့ Facebook စာမျက်နှာကနေတဆင့်ကြည့်ရှုနိုင်သလို Western News သတင်းဌာနရဲ့ website နဲ့ Telegram Channel တွေကနေလည်းကြည့်ရှုနိုင်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ Western News သတင်းဌာနကတပတ်တွင်ရရှိထားတဲ့ရခိုင်ပြည်တွင်ထူးခြားသတင်းတွေပဲဖြစ်ပါတယ်။ဒီစီစဉ်ကိုအပတ်စဉ်ကြာသပတေးနေ့မနက်10:30မိနစ်မှတစ်ကြိမ်နေ့လယ်2:45မိနစ်မှတစ်ကြိမ်နဲ့ည9:15မိနစ်မှတစ်ကြိမ်ထုတ်လွှင့်ပေးနေပါတယ်။ကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျွန်မ Vicky ပါ။